အားလုံးမင်္ဂလာပါ The Echo of Books Channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ Channel ကျော်မမလေးရဲ့သူလိုလူအပိုင်း15ကိုဆက်လက်ဖတ်ပြပါမယ်။ပထမ9ရက်ဤသို့ဖြင့်နောက်ဆုံး၌သူနှင့်ကျမတို့၏ထိမ်းများလက်ထပ်မှုကိစ္စသည်အောင်မြင်ပြီးဆုံးခြင်းသို့ရောက်ရှိခဲ့တော်သည်။လက်ထပ်ပွဲအတွက်အလုပ်တိုက်မှ9ရက်မျှခွင့်ယူလာခဲ့သည်။သူမှာထို9ရက်အတွင်းဘိုကလေးသို့ဝါဆိုရန်ကြွရောက်လာသည့်ထေကြီးဝါကြီးတစ်ပါးနှင့်တူနေလေသည်အနေအထိုင်အစားအသောက်လူမှုရေးရာမှန်သမျှလူကျင့်မကျင့်လူနှင့်မတူဖုန်ကြီးကျင့်၍ဖုန်ကြီးနှင့်သာတစ်ထပ်တည်းတူနေသည်သူဖခင်ကြီးနှင့်ဧည့်သည်များမှမင်္ဂလာဆောင်ပြီးမှပြန်သွားကြသည့်အခါတွင်မနက်ကလာကြသောဧည့်သည်တစုထဲမှခဏနေရစ်ခဲ့သောဧည့်သည်တစ်ယောက်ကဲ့သို့အိမ်သူအိမ်သားများနှင့်ရောနှောရင်းနှီးကရဲရဲတင်းတင်းမနေပဲစာတအုပ်နှင့်အဖော်လုပ်၍နေရှိသည်၍သူ့အဖော်နှင့်သာသူတိတ်တဆိတ်မျက်နှာချင်းအကာထိုင်နေလေသည်သူ့ဘာသာသူတယောက်တည်းနေတော်လဲတအိမ်သားလုံးကသူ့အပေါ်တွင်မစိမ့်ကြပဲအလွန်ချစ်ခင်ကြလေသည်အထူးသဖြင့်ဖခင်ကြီးကသူ့ကိုပို၍ဂရုစိုက်လေသည်ယခုလောက်ကျယ်ဝန်းလှသောအထက်3ထပ်ရှိသည့်တိုက်ကြီးတစ်တိုင်း၌သူတယောက်တိုးလာသည့်အတွက်တာကြောင့်အားလုံးနေစရာထိုင်စရာနေရာမရှိလောက်အောင်ကြက်တဲကျင်းမြောင်းသွားတော့မည်ပုံရှောက်လဲကျုံကျုံထိုင်လဲကျုံကျုံစားလဲကျုံကျုံအတန်မထွက်မမြည်စေအောင်ကျုံကျုံသူဖြစ်နေပုံတွေမှာအိမ်သူအိမ်သားတွေအတွက်သူတယောက်ပိုလာ၍အနေထိုင်မည်သို့မျှကျဉ်ကျက်မသွားစေကမူသူ့ဘာသာသူကြက်နေမှန်းကိုမစင်စားမီသူကြောင့်သူများတွေကြက်နေမလားဟု၍သာမပူသင့်မပူထိုက်သည်ကိုပြောင်းပြန်ကြီးပူပန်စိုးရိမ်နေလေသည်နံနက်တိုင်းသတင်းစာစုံလိုချင်သည်မြို့ထဲသို့သွားကတစ်ဖက်ရည်ဆိုင်ကိုထိုင်ရမှနေလို့ထိုင်လို့ရတော်သူဖြစ်သည်9ရက်ကို9နှစ်လောက်သူ့စိတ်ထဲတွင်အောက်မေ့သလားမသိပေသတင်းစာအတွက်စိတ်မအေးစိတ်မချတကြောင်ကြတပူပန်ပန်ဖြစ်နေကလက်ထက်ရက်အတွင်းပျော်စရာခွင့်ရက်ဟူ၍များမမှတ်တော့ဘူးလားဟုထင်မိသည်လက်ထပ်ပြီးနောက်တစ်နေ့ကအစားမနှစ်မြို့ဖွယ်ရာကောင်းလှသည့်သူ့အကျင့်ဆိုးကြီးပေါ်လာချေပြီသူသည်တဘိုတဘာအပြင်ထွက်ရန်အလွန်ရှက်တတ်သည့်သူပေသည်တနေ့လုံးသူ့ကိုအကဲခတ်နေသည်မနက်ဖက်တွင်မျက်နှာသစ်ရန်ရေချိုးခမ်းအိမ်သာခမ်းများကိုလိုက်ပြပြီးနောက်တနေ့လုံးညနေဆောင်အထိတခါမှအိမ်သာခမ်းဖက်သို့ထသွားသည်ကိုမတွေ့ရပေရှေးဦးမစွာကဧည့်သည်တွေနှင့်3ထပ်ပေါ်တွင်သူတို့အတွက်နေရာပြင်ဆင်ပေးလျက်3ထပ်၌ရေချိုးခမ်းရှိသောကြောင့်သူအလေဆိုးကိုမသိရပေယခုလက်ထပ်၍အလယ်ထပ်တွင်နေမှသူ့အကျင့်ကိုနေချင်းအကဲခတ်မိသည်ပထမတော့ဧည့်သည်တယောက်ကဲ့သို့စိမ့်နေသေးကဟိုဒီအဝင်အထွက်မများချင်၍ထိုင်နေသည်ဟုထင်မှတ်မိသည်3-4ရက်ကြာမှသူရှက်တက်၍အောင့်ဤနေမှန်းကိုသိရလေသည်သူအားရှက်တဲ့မှရှက်ဖို့ကောင်းကြောင်းကိုပြောပြလျက်ရေချိုးခမ်းဝင်ရန်တိုက်တွန်းသည့်အခါမသွားချင်လို့ပါနေနိုင်ပါတယ်မသွားပြစေနဲ့ညကြမှာပဲဝင်မရစေတော့ဟုငင်းဆန်နေသည်နေ့ဖက်၌အခန်းထဲသို့သူဝင်ရန်တအိမ်လုံးကအခြားတအိမ်သို့သွားပြီးရှောင်ပေးကြရတော့မလို့ဖြစ်နေသည်1ရက်2ရက်3ရက်ဤအခန်းသို့ဝင်ရန်သူ့ကိုတောင်းပန်ပြောသည်နောက်ရက်များတွင်အထက်တိုက်တွန်းနိုးဆော်ပြောကြည့်သည်နောင်တွင်ဤလိုပြော၍မရသဖြင့်ဇွတ်တရွတ်ပြောရသည်အန္တရာယ်လွယ်ထားသူကတယောက်မနေနိုင်မထိုင်နိုင်ဖြက်လူဖြစ်နေသူကတယောက်သူ့အချိန်ကိုကျမအချိန်လိုကန့်သက်လျက်အင်သာသွားရန်နဘူးနစာလုပ်နေရသည်သို့ကလောက်နားပူအောင်လုပ်ပါလျက်လဲဂျေးများနေသည်ဘယ်သူမှဒီအခန်းတွေဖက်မှမရှိကြပါဘူးအခုပဲကြည့်ခဲ့ပါပြီမိဖို့ဖက်မှလည်းဘယ်သူမှမရှိပါဘူးထပါအခုနေလူရှင်းတုံးဝင်မှာသွားပါရှိခိုးပါရဲ့အန္တရာယ်မလွယ်ကောင်းပါဘူးနှင့်တွတ်ပူစာတိုက်တွန်းလာရသည့်အခါ၌သူလဲစိတ်ညစ်ကျမလည်းစိတ်ညစ်9ရက်လုံးဒုက္ခကြီးဒုက္ခဖြစ်နေသည်လွတ်ကင်းဇနီးမောင်နှံနေထိုင်ကြရန်အခန်းကြီးတစ်ခန်းပြင်ပေးထားပါလျက်
ဤအခန်းထဲတွင်လည်းကိုလက်ဆန့်တန်း၍လွတ်လွတ်ကင်းကင်းမနေရဲပြီဤအခန်းထဲတွင်နေရမည်ကိုလည်းမနေဝံ့အောင်ရှက်နေသည်အခန်းထဲ၌သာစာဖတ်၍စာရေး၍တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေသည်သူ့အနားသို့သွားလျင်မိုးကလည်းချုပ်ခဲပါပြီးတော့တယ်တင်လေးရဲ့ဟုမြည်ရှာသည်မှန်ပါပြီသည်သူ့မှာမိုးချုပ်၍လူတွေအိမ်မှရေချိုးဝန့်ရှာသည်မိုးချုပ်၍လူတွေရှင်းမှနောက်ဖေးသွားဝန့်ရှာသည်မိုးချုပ်သွားမှပင်တနေ့တနေ့အတွက်ဝဒုက္ခကြွရသည့်သူပေတည်းလူတစ်ဖက်သားကိုအာနာတတ်သည့်ဒုက္ခကသူ့တွင်အကြီးဆုံးဒုက္ခကြီးဖြစ်လေသည်သူအာနာပုံမှာတအိမ်လုံးကသူ့ကိုပြန်၍အာနာနေကြရသည့်အဖြစ်ကိုရောက်အောင်သူအာနာနေသည်နေရာတကာတွင်မစင်မချင်းတွင်တွင်သာအာနာနေသည်မောင်ချစ်မောင်မြင်ရတာငါတောင်အနေကျက်လာပြီဟုဖေဖေကညည်းသည်နေချင်သလိုလွတ်လွတ်လပ်လပ်နေပါရန်လဲပြောမရပြီ4-5 ရက်အတွင်းသူနေပုံသူထိုင်ပုံသူစားပုံသူအကျင့်သူမူရာသူအာနာပုံတွေသည်ကျမထင်သည်ထက်ပိုကဲနေလေသည်လွန်လွန်ကျွံကျွံချုပ်တီးချိုးချံအောင့်အင်းလွန်းသဖြင့်တစ်သက်လုံးဒီလိုသာကျင့်ရင်အခက်ပဲဟုရင်များပင်လေးမိသည်အိမ်တွင်9 ရက်နေပြီးနောက်သူနှင့်ရန်ကုန်သို့လိုက်ရပေမည်ကျမ၌ယူစရာတဲစရာများကိုသိမ်းဆည်းထည့်သွင်း၍တနေ့တနေ့မပြီးနိုင်အောင်အလုပ်များနေသည်အခန်းထဲသို့သူဝင်လာရဲမည်မဟုတ်၍ကျမဘာသာတယောက်တည်းသိမ်းဆည်းနေခိုက်သူဝင်လာသည်မျက်နှာမသာမယာဖြင့်ဝင်လာသည်မသိဟန်ဆောင်ကနေမကောင်းဘူးလားကိုကိုဟုချက်ချင်းမေးလိုက်သည်တင်လေးဖိဖိကိုဘာတွေတော့ပြောတယ်လဲဘာများလဲကိုကိုဖေဖေကဘာပြောလိုက်လို့လဲကိုကိုစာရေးနေတော့ကိုကိုရှိမှလာထိုင်ပြီးတင်လေးအကြောင်းတွေပြောပြတာကိုကိုဖြင့်စိတ်မကောင်းဘူးဘာအကြောင်းတွေလဲကိုကိုပြောပဲပြောပါဦးတင်လေးကလက်ဝတ်လက်စားတွေမလိုချင်ဘူးလို့ပြောတယ်ဆိုသူ့ဖို့လုပ်ပေးတဲ့ပစ္စည်းသူယူမသွားရင်ဘယ်သူဖို့အောင်မှလဲတဲ့သူမယူသွားရင်မိဘကကောစိတ်ကောင်းပါဦးမလားတဲ့တင်လေးဘယ်လိုများသွားပြောလိုက်တယ်လဲဖေဖေစိတ်ထဲမှာသိထိခိုက်နေပုံရတယ်အော်ဒါကိုပြောတာလားကျမအမကြီးသည်အိမ်တွင်ဦးစွာလက်ထပ်သူဖြစ်ပြီးလဲလက်ထပ်ပြီးသည့်အခါ၌မိဘများဆင်ပေးထားသောလက်ဝတ်လက်စားတစင်စာယူသွားခဲ့သည်အမကြီးကဲ့သို့ယူသွားမည်လားဟုစဉ်းစားကြည့်သည့်အခါယခုအချိန်တွင်ကျမ၌လင်သားရှိပြီဖြစ်သည်လဲတကြောင်အသက်အရွယ်ကြီးမှမကျန်းမမာသောမိဘများ၏အဖိုးထိုက်အဖိုးတန်ပစ္စည်းများကိုယူသွားလိုစိတ်နည်းနည်းမျှမရှိသည်ကလည်းတကြောင်တို့ကြောင့်ရန်ကုန်လိုက်သွားလျင်လက်ဝတ်လက်စားများမယူဘဲထားခဲ့မည်ဟုဖခင်ကိုပြောမိလေသည်ပြောစဉ်ကကျမကိုဘာမှပြန်မပြောဘဲပလက်ကလထိုင်ကြီးပေါ်တွင်မျက်စိနှလုံးမှိတ်ထားသည်ကျမလည်းတိတ်တိတ်ကလေးအပေါ်သို့တက်လာခဲ့သည်သူ့ကိုဒီလိုသွားပြောသည်ကိုသိရသည့်အခါ၌သမီးတွေအပေါ်တွင်ဤမျှချစ်ပါကလားဟုဝမ်းမသာနိုင်ပဲဝမ်းနည်းသွားမိသည်အထူးသဖြင့်ဖခင်သည်သားသမီးတွေထဲတွင်ကျမအားအချစ်ခင်ဆုံးဖြစ်သည်ချစ်လှစွာသောဖခင်ကြီးနှင့်ခွဲခွာကွေကွင်းရတော့မည့်အဖြစ်ကိုပါတလျှောက်ထဲတွေးလိုက်ကမျက်နှာမပြတ်အောင်ကြိုးစား၍ပြုံးထားရသည်တင်လေးကဒီပစ္စည်းတွေကိုယောက်ျားရလို့မိဘပစ္စည်းကိုမယူဘူးလို့မပြောခဲ့ပါဘူးရန်ကုန်ကိုယူမသွားဘူးဖေဖေထားခဲ့မယ်လို့သာပြောခဲ့တာပါတင်လေးစိတ်ထဲမှာတော့ဒီပစ္စည်းတွေဟာတင်လေးမပိုင်လို့ယူမသွားသင့်ဘူးထင်တာတော့အမှန်ပါပဲတင်လေးဒီလိုဖွင့်မပြောလဲတင်လေးစိတ်ကိုဖေဖေကသိနေတော့မယူမှာကိုသူစိတ်မကောင်းဖြစ်နေရှာတယ်ကိုကိုဘယ်လိုသဘောရသလဲတင်လေးစိတ်ကိုကိုလည်းနားလည်ပါတယ်ဒါပေမဲ့ဖေဖေစိတ်ကောင်းအောင်တော့ခဏပဲဖြစ်ဖြစ်ယူခဲ့ရင်ကောင်းလိမ့်မယ်ထင်တယ်ယူသွားမယ့်အကြောင်းဖေဖေကိုစိတ်ကောင်းအောင်ပြန်ပြောဖို့ကောင်းတယ်ကိုမှာဖေဖေရှိပေမဲ့လည်းတင်လေးဖေဖေချစ်တယ်လို့အချစ်ခံခဲ့ဖူးတာမဟုတ်ဘူးတင်လေးဖေဖေတင်လေးတို့အပေါ်မှာစစ်တာတွေဟာမကြားစဖူးမကြုံဘူးအောင်ကိုရှားပါတယ်ဖေဖေစိတ်ကိုထိခိုက်အောင်တင်လေးလုပ်ဖို့မသင့်ဘူးလို့ကိုတော့ထင်တာပါပဲဒါဖြင့်လဲယူခဲ့မယ်လေစိတ်သက်သာသွားပြီလားဟုသူ့အားကြည့်လိုက်သည့်အခါ၌သူသည်တကားပွင့်နေသောဗီဒီယိုကြီးကိုစူးစူးဆက်ဆိုင်ကြီးလှမ်းကြည့်နေသည်ဘာကိုကြည့်တယ်လဲကိုဟုမေးလိုက်ကသူကြည့်နေသောနေရာစီသို့ကျမလည်းလိုက်ကြည့်သည်
သူသည်ဗီဒီယိုအောက်ထပ်ထဲတွင်ထည့်ထားသောအင်္ဂလိပ်မဂ္ဂဇင်းတွေကိုထူးထူးဆန်းဆန်းကြီးကြည့်နေ၏ကျမကိုလည်းအံ့ဩသည့်အမူအရာနှင့်ပြန်လှည့်ကြည့်၏စာအုပ်တွေများလှချီလားဒါတွေတင်လေးဝယ်ဖတ်တာလားဗီဒီယိုထဲမှစာအုပ်တွေကိုတအုပ်စီဆွဲယူလှန်ကြည့်ပြီးတဖန်စာအုပ်တွေဘယ်တော့ကစုလာတာလဲလစဉ်ဝယ်နေသလားဟုမေးလေသည်ကျမကိုမြန်မာစာပေတွေမကအင်္ဂလိပ်မဂ္ဂဇင်းစာအုပ်များပါတရိုတသေးဖက်ကစုနေသူဟုအထင်မြင်ကြီးသွားလျက်တမျက်နှာလုံးဝင်းထိန်တောက်ပသွားသည်ဒီစာအုပ်တွေဟာတင်လေးဝယ်ဖတ်တဲ့စာအုပ်တွေမဟုတ်ပါဘူးတင်လေးတို့နဲ့အတူတူနေသွားတဲ့ Steve Brother Company က Mr. Edwards ဆိုတဲ့အင်္ဂလိပ်တယောက်ရဲ့စာအုပ်တွေပဲဒီစာအုပ်တွေထဲမှာတင်လေးလိုချင်တာတွေရှိလို့သူ့စီကတောင်းပြီးဖြတ်စုလာခဲ့တာ73နှစ်14နှစ်သမီးရွယ်ကလေးကပဲဤစာအုပ်များသည်ကျမစာအုပ်များမဟုတ်ကြောင်းကိုပြောပြလိုက်သည်ကျမအပေါ်တွင်အထင်ကြီးသွားသည့်အမူအရာများမပြောက်သေးပဲဒီထဲကငငယ်လေးထဲကဘာတွေများစုနေတာလဲတင်လီကိုမသိရဘူးလားဟုဆက်လက်၍အားတက်သရောမေးပြန်သည်သူ့ကိုတစ်တာတလုံးပေါ်တွင်ထိုင်ခိုင်းကရန်ကုန်သို့ယူသွားပြင်ဆင်ထားသည့်တစ်တာတွေထဲမှတင်းယူတစ်တာကြီးကိုဖွင့်လိုက်သည်တစ်တာထဲမှအပေါ်ယံကပစ္စည်းများကိုအောက်သို့ယူချသည်အောက်ဆုံး၌မဂ္ဂဇင်းတွေထဲကဖြတ်ယူထားသည့်စာရွက်တွေကိုစုထပ်၍အိတ်တွေနှင့်ကျိုးစီးပြီးထုတ်ထားသည့်စာအိတ်ကြီးနှစ်အိတ်ကိုယူထုတ်ပေးလိုက်သည်သူသည်စာအိတ်ကိုပတ်ထားသည့်ကျိုးများကိုဖြည့်ပြီးတကလားစာရွက်တွေကိုထုတ်ယူပြီးကြည့်လေသည်တရွက်ပြီးတရွက်ဖြည်းဖြည်းစီစီလှန်၍ကြည့်သွားသည်စာရွက်တွေကိုစားတော့ဝါတော့မလို့နှစ်တောင်မြမခတ်ပဲစူးစူးဆိုင်ဆိုင်ကြည့်နေသည်ညီမျှစိတ်ပါဝင်စားနေသည်ကိုမူကျမကိုလှည့်၍မျှမကြည့်ပဲတဲတဲမဲမဲစာရွက်တွေကိုသာလှန်ကြည့်နေလေသည်အချိန်အတော်ကြာမြင့်သွားမှတအိတ်ကုန်သွားသည်နောက်တအိတ်ဖွင့်ရန်ကျိုးဖြေရတွင်ကျိုးသည်ကျိုးကိုဖြေမကြည့်ချေကျမကိုကြည့်နေရင်သူ့လက်နှင့်စမ်းဖြေနေသည်ကျမပြုံးလိုက်သည်ဘာများပြောမလဲဘယ်လိုများပြောမလဲဟုမျှော်လင့်ကပြုံးလိုက်သည်ကျိုးတွေပြေသွားသည့်အထိကျမကိုကြည့်နေသည့်မျက်လုံးအစုံသည်စုဆောင်းထားသည့်အဓိပ္ပာယ်တွေကိုအရာ၌ကရှာဖွေနေတကဲ့သို့ကြည့်နေပြီးနောက်ကျိုးများပြေသွားသောအခါမှစက္ခုအိန္ဒြေချကစိတ်ဝင်စားစွာဖြင့်စာရွက်များကိုတရွက်ပြီးတရွက်လှန်ကြည့်ပြန်သည်ကတင်မော်တွင်ကျမလှဲလိုက်သည်သူကြည့်နေသည်ကိုသူ့ဖက်သို့စောင်း၍သူကြည့်ပုံကြည့်နေအမူအရာတွေပါလှမ်းကြည့်နေမိသည်တရွက်ပြီးတရွက်မှနောက်ဆုံးရွက်ထီအောင်ကျမကိုတစ်ချက်မျှလှည့်မကြည့်ပဲကြည့်နေသည်အားလုံးကြည့်ပြီးသည့်အခါစာရွက်ထက်ကြီးတွေကိုအိတ်ထဲသို့တစ်ထပ်စီပြန်သွင်းလျက်ကျိုးစီးလိုက်ပြီးမှကျမကိုလှမ်းဆိုင်ကြည့်နေပေသည်စကားပြောချင်ဟန်လက္ခဏာမရှိပေကျမကိုစိုက်ကြည့်နေသည့်မျက်လုံးသည်စာအုပ်တွေမြင်စားကားလိုအထင်မြင်ကြီးသွားဟန်ဝင်းထိန်တောက်လက်ခြင်းအလင်းမရှိပေစူးရှလေးနက်စွာကြည့်နေလေသည်သူ့အကြည့်တန်းကိုမခံနိုင်၍ကျမမျက်စိကိုစုံမိတ်ကပြုံးနိုင်သမျှပြုံးထားလေသည်မျက်စိများမိတ်ထားတော်လဲစိတ်ထဲကသူကြည့်နေတုံးပဲလားဟုသိချင်လွန်းပြန်၍မျက်လုံးပြန်ဖွင့်လိုက်သည်မျက်တောင်မျှမခတ်ပဲငေးဆိုင်ကစင်စင်ကြီးကြည့်မြဲကြည့်နေလေသည်ကြပြာမျက်နှာကိုလက်ဝါးနှင့်ဖုံးအုပ်ကရှက်ရှက်နှင့်ပြုံးရည်နေသည်သူ့နှုတ်ဖျားမှာမြင်သာလှစွာတလုံးချင်းထွက်လာတော့တင်လေးဟူသည့်အတန်များကြားရမှာပင်မျက်နှာဖွင့်ရတော့သည်သိမ်းစုထားသည့်စာရွက်ထက်တွေနှင့်ပတ်သက်၍ဆက်ဆိုင်ရာတခွန်းမျှမပြောဆိုပဲတစ်တာထဲသို့သာပစ္စည်းတွေပြန်ထည့်သွင်းနေလေသည်73နှစ်သမီးအရွယ်လောက်ကစား၍တရုတ်တသေးသိမ်းစုလာခဲ့သည့်စာအိတ်ကြီးနှစ်အိတ်ကတအိတ်မှာအင်္ဂလိပ်ပြင်သစ်ဒိန်းမတ်ဂျာမနီအီဂျစ်ပြည်တို့မှရှင်ဘုရင်မြို့စားနှင့်မင်းမိဖုရားများခန်းခန်းနားနားနေကြသည့်အဆောက်အုံနန်းတော်ပုံတွေအိမ်ပုံတွေဖြစ်သည်အိတ်ခမ်းပြင်ထားပုံစားခမ်းပြင်ထားပုံအဝတ်လဲခမ်းဆင်ပြင်ထားပုံစသည့်ခမ်းနားကြီးကျယ်လှသည့်ပုံမျိုးစုံကိုဖြတ်၍စုဆောင်းလာခဲ့သည့်စာရွက်တွေဖြစ်လေသည်အချို့မှာအဆောက်အုံကြီးကြီးမြင့်မြင့်ကြီးမှခန့်ညားလှသည့်တိုင်ကြီးတွေကိုသဘောကျခဲ့၍တိုင်လုံးကြီးတွေကိုပုံစံအမျိုးမျိုးကိုက်ညှက်၍ယူသိမ်းထားသည့်စာရွက်တွေဖြစ်သည်၎င်းပြင်အိမ်တွင်လှေကားတက်ထားသည့်ပုံစံတွေနှင့်ကြက်တည်ရှိလှသည့်လှေကားပုံတွေကိုအမျိုးမျိုးဖြတ်ယူထားသည့်စာရွက်တွေလည်းတစ်ထပ်ကြီးပါသည်မဂ္ဂဇင်းတွေထဲတွင်ခန်းခန်းနားနားပါသမျှပုံတွေကို
ဖြတ်လျက်စုထည့်ထားသောစာအိတ်ကြီးဖြစ်သည်နောက်တအိတ်တွင်ကမင်းဆွေမင်းမျိုးမိဖုရားမှစ၍ရုပ်ရှင်မင်းသမီးများပါမကျန်နောက်နိုင်ငံသူတွေ၏လယ်တွင်ဆွဲထားသည့်လယ်ဆွဲတစားပရက်ပုံတွေကိုကိုတပိုင်းပါအောင်ကိုက်ဖြတ်စုဆောင်းလာခဲ့သည့်ပရက်ပုံစံစာရွက်တွေဖြစ်လေသည်ယနေ့ညရန်ကုန်သို့သွားရတော့မည်တအိမ်သားလုံးပင်ဝမ်းနည်းနေကြသည်အထူးသဖြင့်ဖခင်ကြီးမှာမျက်နှာအလွန်ပြက်နေသည်မိမဖြစ်ရသည့်ဒုက္ခထဲတွင်မိဘတို့ကိုဘယ်လိုဒုက္ခမျိုးနှင့်ခွဲခွာရသည့်ဒုက္ခကိုထည့်သွင်းထားရာယခင်ကဤဒုက္ခ၏ကြီးမားပုံကိုကောင်းစွာမသိယခုကိုယ်တိုင်ကြုံတွေ့မှပင်သိမြင်သွားပေသည်သွားခါနီးစိတ်နှောက်ယှက်များဖြစ်ခဲ့ရသည်မြမအလင်းကလက်ဖွဲ့လိုက်သောငွေ900မှလူကြီးတွေခေါ်လာခဲ့သည့်ဈေးစကားများနှင့်လက်မထက်ခင်ပေးသင့်ပေးထိုက်သောသူတွေကိုပေးကမ်းခဲ့လျက်ပိုငွေ125ကျပ်ကိုကျမအားပေးသဖြင့်ထိုငွေထဲမှသူ့တွင်မရှိသောခြိလုံးကြီးစွတ်ကျဲလက်ကင်ပွားရှက်အင်းကြီးများအိမ်ကမသိအောင်တိတ်တဆိတ်ဝယ်ဆင်ပေးရသောကြောင့်လက်ထဲတွင်ငွေ80ကျပ်သာရှိလေသည်ဖေဖေပေးလိုက်သောငွေတွေမှလည်းရန်ကုန်တွင်ပြန်စရိတ်သာချမ်းကအကုန်ဝယ်ထားခဲ့သဖြင့်ကျမလက်ထဲတွင်ငွေ80ကျပ်အပြင်တပြားတစ်ချမ်းမျှမရှိတော့ပေ15ရက်နေ့မှလခတဝက်ထုတ်ရမည်ကိုသိသောအခါငွေ80ကျပ်နှင့်တင်မောစရိတ်ရန်ကုန်တွင်15ရက်နေ့မတိုင်မီနေရမည်စရိတ်တွေအတွက်ကက်ကက်တက်တက်ချစ်ချစ်ချုပ်ချုပ်လုပ်ရပေလိမ့်မည်အခါတိုင်းတော့ရန်ကုန်တစ်ခေါက်သွားလျင်ငွေ4-500ပြပြထံမှတောင်းယူဖြုံသုံးပစ်ခဲ့သည်ယခုတွင်ပြပြထံမှတောင်းလဲမတောင်းဝမေတောင်းလဲမတောင်းချင်ပြီပတ်စံမရှိကြောင်းကိုဖေဖေသိမှပင်အလွန်စိုးရိမ်နေသည်ရန်ကုန်သင်းမောမှမော်လမြိုင်ကျွန်းမှကျမတို့မြို့သို့ည8နာရီတွင်လာရောက်ဆိုက်ကပ်သည်သင်းမောမဆိုင်ခင်အထုပ်ပိုးများအောက်တွင်ချလျက်ပြင်ဆင်နေကြသည်ဖေဖေခေါ်၍အပေါ်သို့တက်သွားကြသည်ဖေဖေကရန်ကုန်တွင်ခိုင်းစေရန်မိထီလာမှခေါ်လာခဲ့သောငွေစင်းဆိုသည့်မိန်းကလေးနှင့်ဓမ္မတုခရွာတွင်မိဘမရှိတငယ်လေးတစ်ယောက်တွေ့ခဲ့၍တနာသဖြင့်ခေါ်လာကကြောင်းလဲထားရှင်လင်းပြုတ်ပေးထားသည့်မောင်တောင်းမှခိုင်းစေဖို့ရာ2ယောက်ခေါ်သွားရမည်ထမင်းချက်တော့အိမ်ရန်ကုန်မှာပဲငှားယူမည်ဟုအမိန့်ချမှတ်လိုက်သည်လောလောဆယ်ကျမသုံးရမည့်ဝင်ငွေမှာတစ်လ40ကျပ်သာရှိ၍သူတို့အတွက်ဘိုးကလေးတွင်နေကြသည်ကချမ်းသာကြပေလိမ့်မည်ကျမနှင့်လိုက်လာခဲ့လင်မုတ်ချဖောဖောတီတီရှိကြမည်မဟုတ်ပေဖခင်အမိန့်ကိုမလှန်ဝင့်၍ခေါင်းကြီးသွားလေသည်မိသူကိုမျှမခေါ်ဘဲအိမ်ထောင်တာဝန်ကိုကျမကိုယ်တိုင်တူးတည်းကြည့်၍စီမံသွားမည်ဟုဆုံးဖြတ်လျက်ဤကိစ္စကိုအမှတ်တမဲ့လုပ်ထားခဲ့သည်ယခုသွားခါနီးမှအဖော်ရီခေါ်သွားရမည်ဟုထည့်နေ၍အကျက်ကျသွားသည်တယောက်မှခေါ်မသွားခဲ့လင်တစ်သက်လုံးဘာမှမလုပ်ပဲနေသူဖြစ်၍အပိုလူခေါ်မသွားနိုင်သည့်အတိတ်တွေပေါ်ကုန်မှလည်းစိုးရသေးသည်ငွေစင်ကိုလက်တို့၍မလိုက်ချင်ဘူးပြောအိမ်ကြဲကြဲဝန်းဝန်းရတော့ငါလာခေါ်မယ်အခုအခန်းကကျင်းချင်းကလေးမို့ဖေဖေကိုမပြောဝန်းလို့နင်နေရစ်ခဲ့ပါအောင်ဟုချော်ရသည်မောင်တောင်းအတွက်ယောက်ျားကလေးဖြစ်သည်ဖြင့်မောင်တောင်းကိုခေါ်ဖို့လုပ်ရသည်ငွေစင်ကမလိုက်လိုကြောင်းပြောသည့်အခါဖေဖေကမိမဖော်မရှိ၍တော်မရင်ကိုထည့်နေပြန်သည့်အထဲတွင်သူကပါခေါ်ရန်တိုက်တွန်းနေသောကြောင့်စိတ်ညစ်ညူးသွားသည်မောင်တောင်းနဲ့လည်းဖြစ်ပါတယ်ဟိုမှလည်းရနိုင်ပါတယ်တော်မထည့်ပါနဲ့ဟုအဖော်ပြဿနာပြေပြစ်ချောမောသွားအောင်အတော်ပင်လုံးပန်းစူးစမ်းလိုက်ရသည်ကျမညီမလေးရွှေရွှေကိုကျမအတွက်ငွေ300ကျပ်ပေးလိုက်ဟုဆိုပြန်သည့်အခါငွေကိုလိုချင်လိုက်သည်မှာလက်ရနေပါလျက်ကျမတွင်ရှိနေဟန်ကဲ့သို့မလိုသလိုပြောပစ်ခဲ့သည်ငါမှငွေရှိပါတယ်မယူသေးဘူးကျမညီမလေးအားငွေမလိုသလိုပြပြလုပ်ပြခဲ့သည့်ဟန်အမူအရာတွေကိုသင်္ဘောပေါ်ကြားမှပြန်တွေးကာဆွေးနိုင်တော့သည်သင်္ဘောမထွက်ခင်ဖခင်ကြီးလည်းကျမတို့အတွက်အားလုံးစီစဉ်ပေးပြီးစောစောစီစီအိမ်ဟာထဲသို့ဝင်သွားလေသည်သင်္ဘောအဆင်းတွင်ဖခင်ကြီးကိုသွားကြောကြသည်ခြံအောင်ထဲမှနေ၍တုံတုံရင်ရင်ကြီးစုပေးနေသည်ဖြင့်မျက်ရည်မကျအောင်အတော်ပင်ချုပ်တီးခဲ့ရသည်မောင်ချစ်မောင်အဖေကိုကို့အဖေအရင်လိုပဲချစ်ခင်ရိုသေဖို့ရာဖေဖေစကားကိုမြေဝဲမကျနားထောင်ပါဟုပါကြားလိုက်သောဩဝါဒသည်နားထဲမှမထွက်နိုင်အောင်ဖြစ်ရသည်ကျမ၏မိခင်မှာတဲချီပြတ်သွား၍စကားမပြောဘဲနေရှာတော်လဲကျမတို့ကတော့သည့်အခါ၌စုရှည်ကြီးပေးလိုက်သည့်အပြင်ဤ
ဤလင်ဤသားနှင့်အိုအောင်မင်းအောင်ပေါင်းရပါစေတည်းဟုဆုံးလိုက်၍နမိတ်မင်္ဂလာကောင်းသည်ဟုတတော်ကပြောလိုက်သည်ညီမလေးနှင့်တူမလေးတွေလည်းကျမနှင့်ခွဲရတော့မည်ကြောင့်တညနေလုံးငိုနေကြသည်ကျမသည်အိမ်သူအိမ်သားတွေနှင့်ခွဲ၍သင်္ဘောစိတ်သို့ဆင်းလာခဲ့ရသည်စိတ်ထဲတွင်လေးလံ၍နေသည်အိမ်ကခွဲထွက်လာခဲ့ခြင်းဖြစ်၍ရှေ့တွင်ရင်ဆိုင်ရမည့်ကျမဘဝကြီးကိုတတရရခင်မင်တွေ့တာသည်လည်းမဟုတ်လှပဲအိမ်နှင့်ခွဲလာခဲ့ရသည့်အတွက်အိမ်ကအထွက်တွင်ဝမ်းနည်းကြေကွဲခြင်းကအမှန်ဖြစ်မိလေသည်